Yo what's up ကျွန်တော်တို့ PUBG Mobile မှာ Spider-Man Peter Parker အိမ်ပြောင်းလာတယ်ဆိုတာသိလားဗျ Okay ဆိုတော့ကျွန်တော်ဒီနေ့ Peter Parker ရဲ့အိမ်ကိုတွားလဲရမှာဖြစ်ပါတယ်ဟုတ်ကဲ့ let's go Spider-Man is Spider-Man तूने चुराया मेरे दिल का चैन Spider-Man is Spider-Man तूने चुराया मेरे दिल का चैन Holy shit နဲတိုင်းမဟုတ်ကွာအကြီးပဲကျွန်တော်လေးမြန်ပြောတာပါဟုတ်ကဲ့အရင်ဆုံးကျွန်တော် event map မှာလာဆင်းရမှာเนาะတနက်ရွယ်ကောက်မယ် enemy လေးပါတတ်မယ်ပါညာပါမှာရင်ဆင်းတယ်ဂျွန်းထိုးတယ် PC ကောက်တယ်တက်တာပုံဖွင့်တယ် AUG တလက်ရတယ်ကောက်တယ်အမှခြေတန်းကြားတော့ကျွန်တော်ဘယ်ဘက်နည်းနည်းတစ်ချက်ထွက်ပြေးသွားတယ်เนาะအမှဘယ်ကတော့သားတိုင်းမသိဘူးဖင်ကျွန်းနဲ့ပြေးလာတော့ကျွန်တော်နည်းနည်း AUG နဲ့ဆုံးမပေးလိုက်ပါတယ်မှားသွားပါတယ်ခင်ဗျာတက်တာပုံမှာဖွင့်လိုက်တယ်နွားကဲနောက်ဆုံးတော့ကျွန်တော် Spider-Man နေတဲ့မြို့လေးရောက်လာပြီမြို့တော့မဟုတ်ဘူးပဲသူကတိုက်လေး၃လေးလုံးပဲထားတာနေရာလေးကတော့လောက်ထားတာတော်တော်တော့မိုက်တယ်ပဲအဲ့မှာကျွန်တော်လည်းဟိုရှေးကြီးနောက်ကြီးပက်ကြီးဟိုသွားဒီသွားနေရာလေးလိုက်ကြည့်ရင်လည်းတော်တော်လေးတော့လှပါတယ်ဗျတကယ်စကားတွေအတိုင်းပဲကျွန်တော်လည်းမသိပါဘူးဗျကဲကျွန်တော်တို့ Peter Parker ရဲ့အခန်းထဲကိုတက်မှာဖြစ်ပါတယ်တက်သွားတာနဲ့ဖုံးလာတယ်ဘယ်ကဖုံးလဲမသိဘူးကျွန်တော်လည်းဟိုကြည့်ဒီကြည့်ဟိုခန်းဝင်ဒီခန်းဝင်နဲ့မှာဖုံးတစ်လုံးလာတာတွေ့လို့ကောက်ကန်လိုက်ပါတယ်ဗျာ You've reached Spider-Man. I'm unavailable at the moment, trying to keep the city safe. So please leave a message and I'll get back to you. ဖုံးကန်တဲ့အချိန်မှာ Peter Parker ကမအားသေးတော့ကျွန်တော်မြို့ကြီးကိုလုံခြုံအောင်ထားပေးပါဆိုပြီးတောင်းပေးခဲ့ပါတယ်ပြီးတော့နောက်မှသူပြန်လာမယ်ဆိုပြီးပြောရပါတယ်ခင်ဗျာအဲ့မှာကျွန်တော်လည်းသူ့အခန်းထဲမှာလိုက်မွေပါတယ်ခင်ဗျာသူ့အခန်းထဲမှာကွန်ပျူတာခန်းမှာဘာလာညင်ဘာညာတစ်ချက်လာဆက်စုကြည့်ရပါခင်ဗျာအဲ့မှာသူ့ရဲ့စပွဲပေါ်မှာသူ့ရဲ့ခေါင်းဆော့ရဲ့သူ့ရဲ့ Spider-Man ဝတ်စုံချုပ်လာတဲ့ချုပ်ရင်တန်းလဲပုံစံကြီးတွေ့ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ဟိုကြည့်ဒီကြည့်ဟိုသွားဒီသွားနေထူးဆန်းတဲ့ຢာတွေတခုတွေ့လို့နှိမ့်စီတာဆက်ရုပ်လေးဗျဆက်ရုပ်လေးရဗျနှိမ့်လို့ရှိရင်လှုပ်နေတဲ့စပွဲပေါ်မှာရမ်းမိုက်တယ်လားကျွန်တော်ကြည့်မွားတော့နှစ်ခါပြင်ကြည့်ကြလိုက်ပါတယ်အဲ့မှာ bro လည်း show လိုက်ပါအောင်စောက်ရမ်းမိုက်တယ်ဗျာပြီးတော့ဒီဘက်ချန်ကဒီပုံလေးပေါ်မှာစာလေးဆောင်ရှိရပါတော့ဒီ great power great responsibility ဆိုတာလေးပေါ့ဆောင်ရမိုက်တယ်ကျွန်တော်လည်းအောက်ရောက်လာတော့ဘယ်ကတော့သားလည်းမသိဘူးဗျာမြင်းကိုခွေးလို့စီးလာလို့ကျွန်တော်လည်း AK လေးနဲ့တစ်ချက်ဆုံးမပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဟုတ်ကဲ့ပကြည်ဆော့လာတာ10နှစ်ပြည့်ဆိုတော့ကျွန်တော်အိမ်နေရတယ်အရန်လွဲနေမှာတစ်ချက်မှမထိပါဘူးနောက်ဆုံးတော့စူးစမ်းပန်းစမ်းပြည့်ရင်းနဲ့ပဲတစ်ချက်နောက်ဆုံးတစ်ချက်မှထိပြီးတော့တောသားလေးမြင်းပေါ်ပြုတ်ကျပြီးရှော့ရပါတယ်အမပြီးသေးပါဘူးဘေးကတောသားနှစ်ကောင်တက်လာတော့ကျွန်တော်အရင်ပြေးလိုက်ရပါတယ်ပြီးတော့အိမ်ပေါ်မှာဆေးသွားဖြီးပြီးတော့မှနောက်ဘက်ချန်နေပတ်ပြီးတော့တောသားကိုသွားပြီးနှိမ်နေမှာဖြစ်ပါတယ်အမဘယ်ကတော့သူမှလည်းမသိကျွန်တော်တကယ်ကြီးမဟာတရားပြင်လို့ကျွန်တော်လည်းခေါင်းပေါ်နဲ့ခုံပြီးတော့ပြစ်ပေးလိုက်ပါတယ်အမနောက်ဆုံးဘောတာကောင်ဘယ်ဘက်ချမ်းမှကျန်ကျွန်တော်လည်း AK နဲ့စူးစမ်းပြီးပြစ်ပေးမဲ့လည်းနောက်ဆုံးတော့တကယ်ကြီးရမယ်ကောက်စားသွားပါတယ်ခင်ဗျာ